မြန်မာလိုပြောတဲ့ကြီးဘက်ကိုဘာဖြစ်လို့အင်္ဂလိပ်လိုကြတော့ say tell speak talk ဆိုပြီးတော့ခွဲနေရတာလဲ logic လေးကိုသိလို့ရှိရင်လုံးဝမရှုပ်တော့ဘူးเนาะ Welcome to Maddie's English Fix ပထမအဆုံးအနေနဲ့ say နဲ့ tell သူတို့နှစ်ခုစလုံးကမြန်မာလိုဆိုလို့ရှိရင်တော့ပြောတယ်ကြီးပါပဲဒါပေမဲ့အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ say နဲ့ tell နဲ့ကသုံးပုံသုံးနည်းချင်း꿰ပါတယ် say သူကဘသူကိုပြောတာလဲထက်ဘာစကားထွက်လာတယ်လဲ words ကိုအသားပေးတာပါ For example she said hello သူမက hello လို့ပြောလိုက်တယ် say ရဲ့အနောက်မှာ something message တစ်ခုခုကတန်းလိုက်ပါတယ် tell သူကကြတော့သတင်းအချက်အလက် information ကိုပေးတာပါအဲ့ဒီအနောက်မှာဘသူကိုလဲဆိုရဲ person လူကအမြဲလိုက်ပေးရပါတယ် For example he told me a story သူကကျမကိုပုံမြင်တစ်ပုဒ်ပြောပြတယ်အဲ့ဒီတော့ say နဲ့ tell မှာ say me ဆိုတာလုံးဝမရှိပါဘူး tell me လို့ပဲသုံးရပါမယ်ပြီးတော့ tell ရဲ့အနောက်မှာလူအမြဲလိုက်ပါတယ်ဒုတိယအတွဲကတော့ speak နဲ့ talk သူတို့ကစကားစမြည်ပြောတဲ့အုပ်စုပါ speak သူကပို့ပြီးတော့ formal ကြပါတယ်ဘာသာစကားပြောတာမျိုးမှာသုံးပါတယ် For example I speak Burmese ဒါမှမဟုတ်လူအများရှိမိန့်ခွန်းပြောတာမျိုးမှာလည်းသုံးပါတယ် The headmaster is speaking on the stage speak က one way communication ဆန်ပါတယ် talk သူကတော့ casual ပေါ့ပေါ့ပါပါဖြစ်ပါတယ်တငယ်ချင်းတွေနဲ့အပြန်အလှန်စကားဖောင်ဖွဲ့တာမျိုး check တင်ထိုင်တာမျိုး two way communication တိုင်းမှာသုံးပါတယ် For example we are talking about the movie ငါတို့ကရုပ်ရှင်အကြောင်းစကားပြောနေကြတာအဲ့တော့အနှစ်ချုပ်လိုက်မယ်ဆိုရင်စကားလုံးကိုပဲအသားပေးရင် say ဘသူကိုပြောလဲပါရင် tell ဘာသာစကားနဲ့ formal ပြောရင် speak အပြန်အလှန်ပြောတာမျိုးဆိုရင် talk ဒီလောက်ဆိုရင်ရှင်းသွားပြီလို့ပြောလင်းပါတယ် See you in the next video. Bye bye.